တငင်းသီးပေါ်ရရာသီလေးဖြစ်တာကြောင့်တငင်းသီးနှစ်ပိချက်လေးချက်စားဖြစ်ပါတယ်တငင်းသီးလေးကို pressure cooker နဲ့ပြုတ်ပါတယ်ပြီးလို့ရှိရင်တငင်းသီးလေးကိုခွန်ခွာပြီးတော့ပြားနေအောင်ထူထားပေးပါတယ်ပေါ့နော်ပြီးလို့ရှိရင်ချက်တော်အနေကိုထောင်းထားမယ်ပစုံကြောက်ကိုထောင်းထားမယ်ညူစည်းစိမ်းလေးကိုထောင်းထားမယ်ညမမင်းကပစုံကြောက်လေးကုန်နေရတယ်နည်းနည်းပဲထည့်အနက်လောက်လေးပဲထည့်လိုက်ပါတယ်ပေါ့နော်အိုးထဲမှာစီပူလာရင်ညူချက်တော်စီတက်ပေးပါမယ်ရောင်တင်မုံလေးထည့်ပါမယ်ထောင်းထားတဲ့တငင်းသီးလေးတွေကိုထည့်ပါမယ်ထည့်ပြီးရင်ညူစည်းစိမ်းထောင်းထားညူစည်းစိမ်းလေးကိုထည့်မယ်ပြီးလို့ရှိရင်ငပိစိမ်းသားလေးကိုကိုသီးလုံးလောက်လေးပေါ့နော်ရေဖြော်ထားတယ်အဲ့ဒါလေးကိုထည့်ပေးပါမယ်ထည့်ပြီးအရသာအတွက်တက်သားမုံလေးရဲ့ချိုမုံလေးရဲ့ငပြိုင်လေးနည်းနည်းထည့်ပါတယ်ထည့်ပြီးတော့ရှင်များများထည့်ပြီးအုပ်ထားလိုက်ပါဒါမှမဟုတ်လို့ရှိရင်တရေခမ်းမှနောက်တရေထပ်ထည့်ပြီးရင်2ရေလောက်တော့ချက်ပေးပါဘောနော်အဲ့ဒါမှတငင်းသီးလေးကိုရတာဝင်ပြီးတော့စားကောက်မှဖြစ်ပါတယ်လိုမျိုးနေထားလေးရရင်တော့ပင်စိမ်းလေးအုပ်ပြီးတော့ချလို့ရပါပြီဒါဆိုရင်တော့အရင်စားကောက်တဲ့တငင်းသီးငပိချက်လေးရပါပြီတငင်းသီးငပိချက်လေးနဲ့ဆိုဘာဟင်းမအောင်မလို့တော့ဘောနော်မင်းဆိုကစုံရဲ့ကြော်လေးနဲ့တငင်းသီးငပိချက်လေးနဲ့ပဲစားလိုက်ပါတယ်ကျေးဇူး